အားလုံးပဲမင်္ဂလာပါအခုဖတ်ပြပေးမယ့်စာအုပ်ကတော့စာရေးဆရာမကျူရဲ့အမှတ်တရဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်ရှင်အမှတ်တရကျူအိမ်မက်ကလေးလာပါခဲ့တဲ့အတွက်မောင်ကိုကျမအမြဲကျေးဇူးတင်နေတော့မှာပါမောင်ကျမကြားနေကြစကားသံတစ်ခုဖြင့်ကျမကိုကြိုဆိုမိသူမရှိပါတော့ပိတ်ထားသောတကားဘေးတွင်ကျမနာမည်ဆိုင်းပုတ်ပြတစ်ခုသာရှိတော့သည်မူတက်လေးဖြင့်အနှင်းငယ်ချမ်းစိမ့်စိမ့်ဖြစ်သွား၍လက်ပွေအိတ်ထဲမှတော့ကိုကြပြကတိထုတ်ယူလိုက်သည်ဤတော့ကိုဖွင့်မိသူဟု၍ကျမတဦးတည်းသာရှိတော့သည်အခန်း1နှွေးထွေးပျော်ရွှင်စွာကြိုဆိုမိသူမရှိသောယထာဆင်ခရီးတဲ့တဝီဒုက္ခကိုတတရအကျင့်ခံစားရသောအခါပထမဆုံးအကျင့်လောက်စိတ်ဆင်းရဲမှုမပြင်းထန်တော့ပါဘူတာယုံအဆောက်အအုံ၏အပြင်ဘက်တွင်မိုးတပွဲပွဲကျနေသောကြောင့်စင်ဝင်နာကလျက်ရှိနေသောသုံးမိတ်တစီကိုသာအလွယ်တကူငှားလိုက်ရလေသည်နှွေရသည်ဖြစ်စေမိုးရသည်ဖြစ်စေလမ်းထွက်လျင်ဘယ်တော့မှထီးမဆောင်တတ်သောကျမကိုဘလို့မင်းကလေးလဲဟောက်ဟုမအံ့ဩပဲအံ့ဩပြမိသူလည်းအနည်းတွင်မရှိပါမန္တလေးမြို့သည်ရခင်ကလိုပင်ဆူဆွတ်ထိုင်းမှန်လျက်ရှိသည်လမ်းမပေါ်တွင်ပန်းမွင့်ကျွေးများတိရွက်ကျွေးများဟိုတစားဒီတစားလွင်ရင်အချို့လည်းရေဆိုးနေပြီးအချို့လည်းခြောက်သွေ့နေစေဖြစ်သည်မိုးကတစ်ချက်တစ်ချက်မှဖြန်းကနေတဲပတ်လိုက်ပြီးတစ်ချက်တစ်ချက်ကျတော့လေဖြင့်လွှင့်ပါ၍မိုးဆက်များပျောက်ပျောက်သွားပြန်၏ဒါမန္တလေးမိုးမှမဟုတ်ပဲမိုးဆူဆွတ်သောကတ္တရာလမ်းမ၏အနက်နှင့်အတူမပြည့်တပြေဖုံမွေးအနက်ကကျမကိုခတ်စိမ့်စိမ့်နှုတ်ဆက်ပေါ်ရလေသည်ကျုံတောင်ကစိန်ပန်းမြင်ကြီးမှာတော့ဟိုလွန်ခဲ့သည့်ကာလများနည်းတူနီရဲနေအောင်ပွင့်ဆဲအပွင့်များမြေပြင်တွင်ပြန့်ကျဲလျက်တချို့ကတန်ဆက်ကား၏ဒီဘက်ပလက်ဖောင်းမော်တီလွင်ကြနေသည်အခုနေမြန်တစုံတယောက်အတိမိတ်ဆွေနှင့်တွေ့ပြီးဟောအလေလာတာလားဟုနှုတ်ခွန်းဆက်လျင်ကျမဘလို့ဖြေရပါမလဲကျုံရည်ပြေမော်သို့မိုးဆက်များလွင့်ကနေနှိမ့်မြုပ်ကြနေသည်နန်းရှိကျုံရည်ပြင်ဘက်တွင်သာတွေ့ရတတ်သောပန်းနုရောင်ကြာငုံပွင့်များကိုစတင်မြင်ရလျင်ကျမတို့နေအိမ်ကလေးတို့ရောက်လူပြီရင်းနှီးနေကြထနှောင်းမင်းများရေမော်ပင်တိတိကွေ့ကွေ့ကလေးများကြာရွက်အရွယ်စုံများနောက်ကြာဘူးငုံများကြာပွင့်များရင်းနှီးမြောင်းပေါင်ထိပ်တွင်ကျမဆင်းရပါမည်ကားရက်လိုက်သောအခါမှာမိုးကဝေါကနေရွာချပစ်လိုက်တော့သည်မိမကိုင်းလက်ဆွဲတစ်တာအသေးကတစ်ဖက်ပခုံး၌လွယ်ထားသောလက်ပွေးအိတ်ကတစ်ဖက်မိုးရည်ထဲ၌ချက်ချင်းဆွဲရှူသွားသည်ဒါကတော့မန္တလေးမိုးအစ်စ်ပဲကားထွက်သွားသောအခါကျမမိုးရည်ထဲ၌ခဏကြံရစ်သည်စပိန်ကိုစီနှင့်ကျောင်းသူအရွယ်မိန်းကလေးတစ်ဖွဲ့ကကျမကိုနောက်ပြန်လှည့်ကြည့်သွားကြ၏မြောင်းပေါင်အတိုင်းခတ်သွက်သွက်လျှောက်လန်းလာသောအခိုက်တန့်၌ဆူဆွတ်သောကျမစပင်များတစ်ချက်လွင့်သွားသည်ဟောဟိုမှာတစ်သားတရားဖြူကလေးဤတရားကလေးကို1982ခုနှစ်တုန်းကကျမတို့နှစ်ယောက်ခင်းခဲ့သည်ဆေးအဖြူကိုတော့ကျမကိုယ်တိုင်တုပ်ခဲ့သည်ဤတရားကလေးသည်ကျမကိုမောင်ကိုစားကျိုးဆိုသူဖြစ်လေသည်တရားပေါ်တွင်ရှိသမျှခလေးတတိုက်မရှိပါကျမတယောက်တည်းရေဆိုရွှဲလျက်ဖြတ်တန်းလာရသည်ကြာဘူးကြာကိုင်းများရေစီးကြော၏တိုက်တွန်းမှုကြောင့်ရိမ့်ရွယ်နေကြသည်သူတို့ကိုကြည့်လျင်ကျမရင်ကယခုတိုင်နာကျင်နေစေဖြစ်ပါသည်ခြံဝင်းတကားသည်ပွင့်လျက်ရှိ၏ဘာပဲဖြစ်ဖြစ်တစ်ချိန်မှာတော့အင်ရှင်အန်တီနှင့်ပဏိတရာယစကားများဆိုရအောင်မည်အိုးတယောက်သေးလားဟုသာသူမနှုတ်ဆက်တတ်ဟန်ရှိသည်ကံကောင်းထောက်မစွာအန်တီ၏အိမ်သည်ကျမတို့အင်္ဂလိပ်ရဲ့တစ်ဖက်မှရှိနေ၍ကျမခဏတော့ရှောင်နေလို့ရသည်ကြည်စမ်းမအောင်နှင်းစီပင်များအတော်ရှည်ထွက်ကိုင်းလျက်ရှိပြီတပင်နှစ်ပင်သုံးပင်အိုးဟိုဘက်ကနှစ်ပင်ကမိုးဆက်များအောက်တွင်ခြောက်သွေ့လျက်ရှိသည်အင်းလေကျမလက်နဲ့မထိရတာဘယ်လောက်တောင်ကြာပြီလဲတစ်နှစ်နီးပါးရှိရောမည်ဒီလောက်ရှင်သန်နေသည်မှာပင်လျင်အန်တီရဲ့ကျေးဇူးပါပဲတစ်သားလေးက3တက်ကိုတက်ပြီးတော့အခါ
ပြင်းကင်းချမ်းမြေမော်ရောက်ချင်းမိုးဆက်မှလွတ်သွား၏တစမ်းမြိတ်မှရေတို့စီးကြနေသည်ကြည်စမ်းမိုးရွာထဲမှာဘယ်တော့မဆိုထိမစားမှုအမြဲဆိုရွှဲလို့မြန်ဝင်စမ်းမှာကျမကြားနေကြစကားသံတစ်ခုဖြင့်ကျမကိုကြိုးစုံမိသူမရှိပါတော့ပိတ်ထားသောတကားဘေးတွင်ကျမနာမည်ဆိုင်မုတ်ပြတစ်ခုသာရှိတော်သည်မိုးတက်လေဖြင့်အနှင်းငယ်ချမ်းစိမ့်စိမ့်ဖြစ်သွား၍လက်ပွေးအိတ်ထဲမှတော့ကိုကြပြကတိထုတ်ယူလိုက်သည်ဤတော့ကိုဖွင့်မိသူဟု၍ကျမတဦးတည်းသာရှိတော်သည်အိမ်ထဲသို့ဝင်လိုက်သောအခါထုံးစံအတိုင်းတစ်တော်သီးနှံကတင်းမွေးလျက်ရှိသည်မောင်နီတူကျမလည်းအံ့ဩရလောက်အောင်ဤအိမ်ကလေးသည်တစ်တော်သီးနှံအမြဲတင်းမွေးနေလေသည်မောင်ပိတ်သောအိမ်ခန်းကိုဆန်တဝဝဖြစ်မနေပဲနေသားတကြကျမလျှောက်သွားနိုင်၏ကျမတို့အိမ်ခန်းမှာစပွဲကလက်ထိုင်မရှိပါဟိုဒီဘက်မှာတောက်ရီအိုးစင်ဒီဘက်ကထောင်ထားသောတင်ပြူးဖြာလိမ့်နှစ်ခုကျမမှတ်မိနေသည်နေရန်တစ်ဖက်သို့လျှောက်သွားပြီးမိခလုတ်ကိုဆွဲချလိုက်သည်လင်းလက်သွားသောဖန်မီကြောင်မီအောင်အောက်တွင်နေရန်ကက်ကြီးမှန်နေ၌စိုးကပ်နေသောစပင်များနှင့်မျောလင်းချက်ကင်းမဲ့နေသောမျက်နှာတစ်ခုကိုရုပ်ချတွေ့ရသည်လက်ဆွဲတစ်သားကိုကျမ်းမြင့်မော်သူအသားအရချလိုက်ပြီးအိမ်ရဲ့အိမ်ခန်းတစ်လျှောက်ဟိုသည်စူးစမ်းကြည့်သည်ကျမမရှိသည့်အချိန်တွင်တစုံတစ်ယောက်လာနေသွားသည့်အသွင်ပြင်မရှိပါရခင်တစ်ခေါက်ကျမအပြန်တော့ကမီလီယိုထားခဲ့သည့်တနခါပြိုးပင်ပေါက်ကလေးနှစ်ပင်မှာပန်းဦးငယ်ကလေးများတဲ့တွင်အရွက်တို့ပင်မရှိတော့ပဲလိန်ချောက်သောအကိုင်းကလေးများသာကျန်တော့သည်ဒီအိမ်ကိုမောင်ရောက်မလာတာသိကြသွားပြီမဟုတ်သေးပါဘူးလေဒီအပင်ကလေးတွေဒီနေရာမှာရှိနေုံဖြင့်မောင်မလာဟုမပြောနိုင်ပါမောင်ကပန်းမင်ဆိုင်ဖို့ဝါသနာမှမပါပဲတခုတည်းသောအခန်းသည်တကားရွက်စိပိတ်လျက်ရှိသည်အခန်းတကားအထက်တွင်တော့အပြင်မှပြောင်းရွှေ့ချိတ်ထားခဲ့သောမောင်နမဲဆိုင်ပုတ်ပြားကလေးရှိသည်အပြင်မှာအထင်ရှားချိတ်ခွင့်မရတော့လဲမြည်သူမှမမြင်နိုင်သောတောပိတ်ထားသောအိမ်ထဲရှိအခန်းတကားအထက်မှာတော့ချိတ်ဆွဲခွင့်ရှိလိမ့်မည်ဟုကျမယခုတိုင်ယုံကြည်နေသည်အခန်းတကားကိုတွန်းဖွင့်လိုက်၏မောင်ကိုနမ်းမွေတိုင်းရလေးရှိသည့်ချိုမြိန်သောမောင်ကိုနန်းသည်အခန်းထဲတွင်ကျမလွမ်းဆွနာခြင်းစီလောက်အောင်တိတိတသာမွေးပြန့်နေလေသည်မောင်ရောက်နေတာတော့မဖြစ်နိုင်ပါကရင်ကောင်းရင်မှမိခလုတ်ကိုစမ်း၍ဖွင့်လိုက်သည်ကျမရင်ထဲ၌လိုက်ခနဲလွင့်ဟာသွားသည်ကရင်မောမှာတင်ပြူးတစ်ချက်သားရှိသည်စပွဲပေါ်တွင်ကျမထားခဲ့သည့်ပန်းဆိုင်အိုတစ်ခုအတွင်း၌ဘာပန်းဟုမသိနိုင်လောက်အောင်ခြောက်သွေးနေသောနှင်းစီပန်းတို့သည်ယခုတိုင်မလဲမပြိုရှိနေသေးသည်စပွဲပေါ်မှာကျမထားခဲ့သောစတော်ဘယ်ရီယိုဘူးနှင့်ပေါမုတ်လိထားသည့်ဓာတ်သည်နေရာမယွင်းသေးပါလက်ညှိုးလေးနှင့်အဖုံးကိုထိတိုးကြည့်လိုက်သည်ဖုံများကျန်းရှာလျက်လက်ညှိုးကိုပေးကျန်သွားသည်အသေးချာရှိုင်မွေးသောကိုနန်းမွေးနေကြကိုနန်းတစ်ခုအပြင်ဖုံငွေအနံ့မှရလာသည်မောင်ရောက်လာခဲ့သည့်အထိတ်မှတ်အဖြစ်တို့လူတွဲလောင်ချိတ်ဆွဲထားသောအင်ဂျီများပစိုးများမရှိတောက်လက်ဆာကော်ဖီပကံများအရက်ဖန်ကွက်များစီဂရက်အတူများမရှိပြန့်ကျဲနေသောဖေးချက်အဟောင်းများမရှိစာခန်းစီကိုပင့်တင်ထားခြင်းမရှိကရင်ဘေးမှပြတင်းပေါက်ကိုကျမဖွင့်လိုက်သောအခါလေနှင့်အတူမိုးဆက်တတိကလေးများမျက်နှာစီသို့ပြေးဝင်လာကြသည်အေးစိမ်သွားသည့်ခံစားမှုကိုရရှိခြင်းတွင်ကျမပြုံးမိသွားသည်စပင်ရည်ဆိုအဝိရည်ဆိုနှင့်ခက်ကြကြမတ်တရက်ငေးငိုင်နေတာများမောင်မြင်ခဲ့လျင်ကျမသည်ကရင်ဘေးတစ်သားထဲမှမျက်နှာတုပ်ပဝါကိုအလျင်ထုတ်၍စပင်များကိုတုပ်ပြနေမိသည်မျက်နှာတုပ်ပဝါမှာပယုတ်လုံးနှံ့မွေးနေသည်အကယ်၍မောင်ရောက်လာခဲ့ပြီးမောင်ဤပဝါကိုရေတုပ်ခဲ့လျင်ပယုတ်လုံးနှံ့ရှိတော်မှာမဟုတ်တစ်သားထဲလုံးထွေးထည့်ထားခဲ့မှလည်းသိကြပါသည်အင်းလေမောင်ဟာဤအိမ်ကိုဘာအကြောင်းကိစ္စဖြင့်လာမည်နည်းအာလျော်စိတ်ပြတ်မှုနှင့်အထီးကျန်ဝမ်းနေမှုသည်ကျမရင်ထဲမှလေချောင်းစီအထိစိုးနှင်လာသည်ဘာတွေပဲဖြစ်နေတယောက်တည်းကြမ်းနေတာတော့သိကြပါသည်လက်ဆွဲတစ်သားကိုပြန်ယူ၍ရေဆိုးဝေများကိုလဲသည့်အခါလဲတစုံတစ်ခုလိုအပ်နေတယ်လို့ခံစားရသည်အခန်းထဲရှိဖုံများကိုစင်ကြဲသွားအောင်အနှင်းငယ်ပင်ပန်းစွာလှည့်ချင်းတန့်ဆင်လိုက်လျင်မောင်ကိုတန်းတာစိမ်များအနှင်းငယ်ပြေလျှော့သွားလိမ့်မည်